Nisi Banlu be, Kanjo Day no alone la Barbie, Makanjo Day no language gigale, and no go and Yabashi. Hello, I'm a Mingavashi. Nisi Banlu Mine Kama, the region of the Titam Jaracaro, Bay a la diabono. Baye young, Baye Bosa, Baye Ninamu, a ya alonga, a longo la Barbio, Sasamushi by ship. The women lurid the Dimatami Jaraga, La Pare Belly and Naguema, Mamia Laulu, Telia Sulirishina Grom, since I meet the Jalgono. 感覺得到咗做到呢支班阿拉啲啊，特酷票比哦，過來聽嘛，你呢就聽聽人嘅也特酷噃နော်。但係咩唔啲唔得嘅，要乜細皮感覺咪嚟တဲ့အခါ嘛，အဲ့ဒီ班ကလေးကပဲကိုပြန်ပြီးတော့နိုင်စီနိုင်မှာရဲ့ရှင်။ language ကလည်းဒီလိုပဲပေါ့နော်။စကားလုံးလေးတွေကပန်းတစ်ပွင့်လိုပဲလှပနိုင်တယ်။လူတစ်ယောက်ရဲ့နှလုံးသားကိုနည်းနည်းစေနိုင်တယ်။ယုံကြည်မှုတစ်ခုကိုတိဆောက်ပေးနိုင်တယ်။အခွင့်အလမ်းတစ်ခုကိုလည်းဖန်တီးပေးနိုင်မှာရဲ့ရှင်။ တခါတည်းရဲ့စကားလုံးတစ်ခုရဲနဲ့ပဲဘဝတစ်ခုကိုပြောင်းလဲသွားနိုင်မှာရဲ့ရှင်။ဒါပေမဲ့အဲ့ဒီစကားလုံးတစ်ခုကိုမစင်စားပဲသုံးလိုက်မိတဲ့အခါမျိုးတွေအတိတ်ပဲမမှန်ပဲသုံးလိုက်မိတဲ့အခါမျိုးတွေမတင်တော်တဲ့နေရာမှာထုတ်ပေါ်လိုက်တဲ့အခါမျိုးတွေမှာအဲ့ဒီအရာကနည်းနည်းမဟုတ်တော့ပဲနဲ့အဲ့ဒီအရာတွေကအနည်းရဲ့အဖြစ်ပြောင်းလဲသွားပါရဲ့ရှင်။မမြင်ရတဲ့ဒဏ်ရာတွေကိုပေးနိုင်တယ်။နားလည်မှုတွေကိုပြည့်စုံစေနိုင်တယ်။တိစောက်ထားတဲ့ယုံကြည်မှုတွေကိုလည်းတစ်ချက်တည်းနဲ့ပဲချိုးဖောက်ပြနိုင်ပါရဲ့ရှင်။ ဘာကြောင့်လဲဆိုတော့ language ဆိုတာကစကားပြောဖို့တင်မဟုတ်ပဲနဲ့ကိုယ့်ရဲ့အတွေ့အမြင်ကိုယ့်ရဲ့အဆင့်အတန်းကိုယ့်ရဲ့တန်ဖိုးကိုထိဟပ်ပြသတဲ့အင်အားတစ်ခုပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်နေ့စီပန်ကိုကြိုက်တဲ့သူလိုပဲ language skill ကိုလည်းတည်မြဲမှုနဲ့ကြိုက်တဲ့တတ်ဖို့လိုပါတယ်ရှင်။ language skill ဆိုတာကတတ်တယ်ဆိုတာထက်ဘလို့တုံးတက်လဲဆိုတာကပိုပြီးတော့အရေးကြီးပါတယ်ရှင်။ fluent ဖြစ်တာကအောင်မြင်မှုမဟုတ်ပါဘူးနော်။ right time မှာ right words တွေတုံးတက်တာကဒါတကယ်အင်အားပါပဲရှင်။ ဘယ်စကားကိုဘယ်နေရာမှာပြောမလဲဘယ်လောက်ထိပြောတင်လဲဘယ်လိုထုံညက်ပြောတင်လဲဆိုတာကိုသိရတဲ့သူကဒါ language ကိုအသုံးပြုပြီးတော့လူတွေကိုဆွဲဆောင်နိုင်မယ်အာယုန်တွေကိုဖန်ဆားနိုင်မယ်အခွင့်အလမ်းတွေကိုဖန်ဆီးနိုင်မယ်ကိုယ့်ဘဝကိုကိုယ်တိုင်မြင့်တင်နိုင်မှာမယ်ရှင်ဒါကြောင့် language skill ကလည်းကြိုက်တဲ့ရင်တော့အလားတရားတစ်ခုမကြိုက်တဲ့ရင်တော့အနည်းတစ်ခုပါပဲရှင် language skill တွေကိုအခြေခံကနေ level အတန်းတွေထိထိရောက်ရောက်လေ့ကျင့်မှုနဲ့အသုံးပြုမှုမှန်ကန်ဖို့နည်းလမ်းလေးတွေသိချင်ရင်တော့ Light Up Academy NG ကိုပဲညွှန်ပြပြစီရှင်။ဒါနဲ့ knowledge ဖြစ်မဲ့အကြောင်းအရာလေးတွေထပ်သိချင်နေဆိုရင်တော့ follow လုပ်ခဲ့ဖို့မမေ့နဲ့အောင်နော်။